what I really like IB ကဘတ်စုံဖွံ့ဖြိုးတိုးတက်တဲ့ကလေးတွေဖြစ်အောင်နိုင်ငံတကာမှာအကျွမ်းဝင်တဲ့ပေါ့နော်ဒီကလေးတွေဖြစ်အောင်သင်ကြားပြသပေးတဲ့သင်ရိုးတစ်ခုပဲဖြစ်ပါတယ်ရှင် IB make me feel like independent and then like critical thinking. So yeah, I changed a lot. It's also it produces a well-rounded ဒီ individual IB program မှာဆိုရင်အရင်ကြီးတင်းကျပ်ထားတဲ့စနစ်တစ်ခုမဟုတ်ဘဲနဲ့ကလေးတွေကကိုယ်ပိုင်ရွေးချယ်စရာတွေအများကြီးရှိပါတယ် ဒီတကွန် international school က IB ဖြစ်လို့အတန်းကြီးလာရဆိုရင်လေ university ကောင်းကောင်းပဲရနိုင်မှာ You're very welcome to come to visit our school. IB curriculum မ is တို့ IB သင်ရိုးဟာဆိုလို့ရှိရင်ကလေးတွေရဲ့ပေါ့နော်ဒီကလေးအခြေပြုသင်ရိုးဖြစ်တယ်ပြီးရင် project ကိုအခြေခံတဲ့သင်ကြားနည်းနေဖြစ်ပါတယ်ရှင် and what I really like IB ကကလေးတွေအားလုံးအတွက်ပေါ့နော်ဘတ်စုံဖွံ့ဖြိုးတိုးတက်တဲ့ကလေးတွေဖြစ်အောင်ပြီးတော့မျှတပြီးသင်ယူလေ့လာတဲ့ကလေးတွေဖြစ်အောင်နိုင်ငံတကာမှာအကျွမ်းဝင်တဲ့ပေါ့နော်ဒီကလေးတွေဖြစ်အောင်သင်ကြားပြသပေးတဲ့သင်ရိုးတစ်ခုပဲဖြစ်ပါတယ်ရှင် As a DP student, I've learned to be more disciplined with myself and my studies and with time management because when we get into DP, teachers are not really there to control us anymore. So at Dagun International School, I have been working on self-growth, self-discipline. Deserts and mountain is very beautiful. I'm teaching right now ဆရာကညီမတို့ကျောင်းမှာဆိုရင်တော့ပေါ့နော် MYP2 ကနေ MYP5 အပြင် DP အတန်းကိုပါသင်ကြားပေးနေပါတယ်ရှင် so that they participate more and that they're part of their own learning. ကလေးတွေအတွက်ပေါ့နော်ဒီစဉ်းစားတွေးခေါ်မှုပါတဲ့ဒီ activities တွေကိုလည်းအခန်းတွင်းမှာနေ့တိုင်းလှုပ်ဆောင်ပေးနေပါတယ်ရှင် Matching the subject with real life experiences. with a love to read စာသင်ခန်းထဲမှာဆိုရင်ကလေးတွေကပေါ့နော်သူတို့လေ့လာသင်ကြားနေတဲ့သင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့သဘောကျနှစ်သက်မှုလည်းရှိတယ်ယုံကြည်မှုလည်းရှိလာကြပါတယ် this allows ဒီလိုမျိုးပြုလုပ်ခြင်းအပြင်ကလေးတွေကပေါ့နော်သူတို့လေ့လာရေးမှာသူတို့ဟာသူတို့တာဝန်ယူတတ်တဲ့ကလေးတွေဖြစ်လာပါတယ် Where does it live? Australia. IB changed me a lot. IB make me feel like independent and then like critical thinking. Oh, so yeah, I changed a lot. And what is the difference between IB and then other school? It's like IB make us more independent. Like it's just not exam. We share idea and then stuff, not only exam. So what we're doing today in the classroom is preparing ဒီနေ့ဒီ grade 10အခန်းထဲမှာဆိုရင်ပေါ့နော်ဆရာတို့ဒီသင်ကြားပေးနေတဲ့သင်ခန်းစာကတော့ဒီ movie mountain နဲ့ပတ်သက်တဲ့ပေါ့နော်ဒီသူတို့ကြိုက်နေတဲ့တက်တဲ့ဇာတ်ကားနဲ့ပတ်သက်တဲ့ presentation တစ်ခုကိုပြင်ဆင်နေကြတာဖြစ်ပါတယ်ရှင် it's also it produces a well-rounded ဒီ individual IB program မှာဆိုရင်အရင်ကြီးတင်းကျပ်ထားတဲ့စနစ်တစ်ခုမဟုတ်ဘဲနဲ့ကလေးတွေကကိုယ်ပိုင်ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ကြာကလေးတွေကဒီအခန်းတွင်းလှုပ်ဆောင်မှုတွေမှာအချင်းချင်းပေါ့နော်တငယ်ချင်းတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆရာတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်ပေါ့နော်ဒီလိုမျိုးလှုပ်ခြင်းအပြင်သင်ခန်းစာတွေသင်ပြီးတဲ့အခါမှာဒီစာသင်ခန်းထဲမှာတွေမကပဲတစ်ကမ္ဘာလုံးမှာသူတို့ဝင်ဆက်နိုင်တဲ့ကလေးတွေဖြစ်အောင်ဆရာကနေ့စဉ်သင်ကြားပေးနေတာဖြစ်ပါတယ်ရှင် Instead of just relying on the teacher just to hand feed the information. And they're getting much better at it. So in addition to the academic diploma program မှာဆိုလို့ရှိရင်ပေါ့နော်ညီမ extended essay လို့ခေါ်တဲ့သူတေသနာပြုလုပ်ရတာတွေပါမယ် CAS လို့ခေါ်ရဲပေါ့နော်ကလေးတွေရဲ့စဉ်းစားတွေးခေါ်တာတွေလှုပ်ရှားမှုတွေဝန်ဆောင်မှုပိုင်းတွေပါမယ်ရှင် theory of knowledge လို့ခေါ်တဲ့ဒီဗဟုသုတနဲ့သက်ဆိုင်တဲ့ theory ပေါင်းများစွာကိုလည်းကလေးတွေသင်ကြားရမှာပါရှင် How do you like feeling? Do you like being at an IB school? Yes. Yes. What is different? What do you think is different than compared to another school? What do you learn at an IB school? I learned the science appearance. You learn about science and what other things do you learn? The mathematics. Mathematics. You learn about numbers. So students are also learning life ကလေး skills. တွေရဲ့ပေါ့နော်ဒီစူးစမ်းလေ့လာလို့စိတ်တွေပေါ့နော်ဘဝနဲ့သက်ဆိုင်တဲ့သင်ခန်းစာတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်အဲ့တော့ကလေးတွေကဒီပညာရေးလမ်းကြောင်းပြီးတဲ့အခါမှာကဘာကြီးထဲမှာရောက်တဲ့အခါမှာသူတို့တကယ်ကိုစဉ်းစားတွေးခေါ်တတ်တဲ့ဒီကလေးတွေဖြစ်အောင်အကြောင်းကနေပြီးတော့တေချာလေးပြုစုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင် IB ကျောင်းကလည်း responsibility ရဲ့တင်တယ် courage တင်တယ် manner ရဲ့အများဆုံးတင်တယ်ဒီစာသင်တာတစ်ခုတည်းရောမဟုတ်ဒီတကွန် international school က IB ဖြစ်လို့အတန်းကြီးလာရဆိုရင်လေ university ကောင်းကောင်းပဲရနိုင်မှာ Hello and welcome to our school.
I'm the founding principal, Gary Wright, of our IB school, which offers an all-round, holistic education, right from early years all the way through to the diploma program. You're very welcome to come to visit our school.